ကိုလိုချင်တာတစ်ခုခုကိုရဖို့အတွက်ကိုအပြင်မှာအရန်ပင်ပန်းခံပြီး live fan နေရတယ်လို့မျိုးခံစားဖို့ကြလားဒီနေ့ပြောပြချင်တာကအဲ့ဒီလိုမျိုးမဟုတ်တော့ဘူးအပြင်မှာ live fan နေရမယ့်အစားကိုယ့်ရဲ့အတွင်းစိတ်ဆွမ်းရင်ကိုပြောင်းလဲလိုက်တာနဲ့ကိုဖြစ်ချင်တာတွေလိုချင်တာတွေကိုတန်လိုက်လို့ဆွဲဆောင်နေတဲ့နီလန်းတစ်ခုအကြောင်းပါပဲဟုတ်တယ်ကိုယ့်ရဲ့အတွင်းစိတ်ကကိုယ့်ရဲ့အပြင်လောကကိုဘယ်လိုပုံဖော်နေတယ်လဲဆိုတာကိုအတူတူလေးလာကြည့်ကြတာပေါ့ဒီစကားကတကယ်ကိုအစွမ်းထက်တယ်နော်ဒီလိုလေးစဉ်းစားကြည့်အောင်ကိုကအိုးရမှုတယောက်လို့ပဲအပြင်မှာလှပတဲ့ပန်းတွေပွင့်စေခြင်းရင်အရင်ဆုံးဘာလုပ်ရမလဲမြေစည်းလွှာကိုပြုတ်ပြင်းရတယ်မျိုးစိကောင်းကောင်းချရတယ်အဲ့ဒီလိုပါပဲကိုဘဝမှာအောင်မြင်မှုပန်းတွေဝေစားခြင်းနဲ့ဆိုရင်ကိုရဲ့စိတ်ဆိုလဲမြေစည်းလွှာကိုအရင်ဆုံးပြုတ်ပြင်းပြောင်းလဲဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲကဲဒီစိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်ကိုအတူတူစားလိုက်ကြရအောင်ပထမဆုံးအနေနဲ့လူအများစုလုပ်လို့ရှိတဲ့အမားတွေအကြောင်းပြောကြမယ်ပြီးရင်တော့အရာရာကိုမှန်ကန်တဲ့နည်းနဲ့ဘယ်လိုဖန်တီးမလဲအဲ့နောက်ွယ်ကစွမ်းရည်ရဲ့လျှို့ဝှက်ချက်တွေပြီးတော့လက်တွေ့ကျင့်သုံးနိုင်မယ့်အဆင့်၄ဆင့်နဲ့နောက်ဆုံးမှာတော့ဘဝရဲ့အထည်ပြတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာအထိလေ့လာသွားကြပါမယ်ကျွန်တော်တို့အားလုံးဒီပါအောင်မြင်မှုရဖို့အထက်ဆိုရင်စူးစမ်းရုန်းကန်ရမယ်လို့ပဲသိထားကြတာလीဒါပေမဲ့တစ်ခါလေးမှာဘယ်တော့ပဲစူးစမ်းပင်ပန်းတာပဲအဖတ်တင်ပြီးလူချင်းတဲ့နေရာကိုမရောက်တယ်လို့မျိုးခံစားရခုကြမှာပါအခုအဲ့နီလန်ဟောင်းကဘာကြောင့်ကျွန်တော်တို့ပင်ပန်းစေတာလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ကဲဒီမှာကြည့်လိုက်ရအောင်ဖန်တီးမှုပုံစံနှမျိုးပေါ့ဘယ်ဘက်ကလူအများစုလုံနေကြမာယွန်းတဲ့နီလန်ဒါကဘယ်လိုလဲဆိုတော့ကားကိုအနောက်ပြန်မောင်းနေတယ်လို့ပဲအရင်ဆုံးပန်းတိုင်ရောက်ဖို့အသေးအတန်လုပ်တယ်ပြီးမှပျော်ရွှင်မှုကိုရှာမယ်ပေါ့ညာဘက်ကတော့မှန်ကန်တဲ့ဆွဲဆောင်မှုရှိတဲ့နီလန်အဲ့ဒါကကြတော့ကိုယ်စိတ်ထဲမှာပျော်ရွှင်မှုဆိုတဲ့စွမ်းရည်လောင်စာကိုအရင်ဖြည့်လိုက်တာအဲ့ဒီနောက်မှာတော့ကားကအလိုလိုနေရင်ပန်းတိုင်ကိုအလွယ်တကူပဲရောက်သွားရောခြားနာချက်ကရှင်းရှင်းလေးနော်ဒီလိုလေးစဉ်းစားကြည့်ပါကားတစီဝေလိုက်တဲ့အခါပျော်တာကဘလောက်ကြာခံလို့လဲအစပိုင်းမှာတော့ပျော်စရာကောင်းပေမဲ့တဖြည်းဖြည်းနဲ့ရိုးသွားတာပဲလေဘာကြောင့်လဲဆိုတော့အပြင်ကအရာတွေကကျွန်တော်တို့ကိုဒီမြဲတဲ့စိတ်ချမ်းသာမှုဘယ်တော့မှမပေးနိုင်လို့ပဲအဲ့ဒါကြောင့်အရာဝတ္ထုတွေကိုလိုက်ဖမ်းနေတာကဘယ်တော့မှမပြီးဆုံးနိုင်တဲ့ hamster wheel ထဲမှာပြေးနေရတယ်လို့ပါပဲအခုကျွန်တော်တို့အမင်ကိုလုံးဝပြောင်းပြက်လန့်ပြမဲ့အဓိကကြတဲ့အချက်တစ်ခုကိုလေ့လာကြည့်ကြရအောင်ကျွန်တော်တို့မြင်နေရတဲ့ဒီရုပ်လောကကြီးကအဆမဟုတ်ဘူးအဆုံးသက်ရလက်တစ်ခုသာဖြစ်တယ်ဆိုရင်တော့အရာအားလုံးရဲ့တကိတ်မူလအစကဘယ်ကလာတယ်လဲဆိုတာကိုဖော်ထုတ်ကြည့်ကြပါမယ်ဖန်တီးမှုဖြစ်စဉ်ကိုအိမ်တလုံးစောက်တာနဲ့ဥပမာပေးကြည့်အောင်ပထမဆုံးအိမ်တလုံးစောက်မယ်ဆိုတဲ့စိတ်ကူးဒါကစိတ်ဝိညာဉ်အစစ်အရင်ရှိလာတယ်ပြီးတော့အဲ့စိတ်ကူးကိုအသေးစိတ်ပုံစံချက်ဒါကစိတ်ပိုင်းဆိုင်ရာအဆင့်ပေါ်မှာဆွဲတယ်နောက်ဆုံးမှာအဲ့ပုံစံချက်အတိုင်းအပြင်မှာအုံတဲကြောင့်ရင်အိမ်ကိုတကယ်စောက်တာဒါကရုပ်ပိုင်းဆိုင်ရာအဆင့်မှာဆိုတော့အိမ်အစစ်ကြီးကအစမဟုတ်ဘူးစိတ်ကူးရဲ့နောက်ဆုံးထွက်ကုန်တစ်ခုတာဖြစ်ပါတယ်ဒီရှေးဟောင်းစကားကတကယ်အမှန်တရားတစ်ခုကိုညွှန်ပြနေတာကိုယ့်ရဲ့စိတ်ကမန်းတစ်ချက်လိုပဲကိုယ့်စိတ်ထဲမှာပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေနဲ့ပြည့်နေရင်အပြင်လောကမှာလည်းအဲ့ဒီအရာတွေကအလိုလိုပြန်လဲထင်ဟပ်လာမှာပဲအတွင်းစိတ်ကမျိုးစေ့ဆိုရင်အပြင်လောကကအဲ့ဒီမျိုးစေ့ကနေပေါက်ဖွာလာတဲ့အပင်မှာပဲကောင်းပြီဒီအရာတွေအားလုံးဘယ်လိုလုပ်တယ်လဲဆိုတဲ့နောက်ွယ်ကရိုးဝှက်ချက်ကိုဖော်ထုတ်ကြည့်အောင်အဲ့ဒါကတော့ကျွန်တော်တို့တယောက်ချင်းစီမှာရှိတဲ့ကိုယ်ပိုင်စွမ်းအင်တုံခါမှုတို့မဟုတ် frequency ဆိုတဲ့အယူအဆပါမယ်ဒီ magnetic frequency ဆိုတာရေဒီယိုတစ်လုံးနဲ့တော်တူးတယ်ကိုနားထောင်ခြင်းတဲ့တခြင်း line ဥပမာ 97.9 FM ကိုဖမ်းခြင်းနဲ့ဆိုရင်ကိုရေဒီယိုကိုအဲ့ဒီ frequency မှာရင်ဆုံးညှိရတယ်လေအဲ့လိုပါပဲကိုလိုချင်တဲ့ပေါင်မြဲကျွယ်ဝမှုပျော်ရွှင်မှုဆိုတဲ့ line ကိုဖမ်းခြင်းရင်ကိုစိတ်ရဲ့ frequency ကိုအရင်ဆုံးအဲ့ဒီခန်းစားချက်တွေနဲ့တထက်တဲကြအောင်ညီထားဖို့လိုတယ်ဆိုတဲ့သဘောပါပဲကိုစိတ်ရဲ့အခြေအနေကတန်လိုက်တစ်ခုလိုပဲစိတ်ထဲမှာကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေနဲ့ပြည့်နေရင်အဲ့ဒီအရာတွေကကိုလိုချင်တဲ့ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုတွန်းထုတ်နေတဲ့အကားအကွယ်တစ်ခုလို့ဖြစ်နေလိမ့်မယ်ဒါပေမဲ့ကိုစိတ်ကငြိမ်းချမ်းမှုပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့အခါမှာတော့ကိုကအစွမ်းထက်တဲ့တန်လိုက်ကြီးတစ်ခုလို့ဖြစ်ပြီးလိုချင်တဲ့အရာအလုံးကိုကိုယ့်စီကိုအလွယ်တကူဆွဲဆောင်နိုင်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့မှာရွေးချယ်ခွင့်တစ်ခုရှိတယ်survival mode ကတော့ဘဝကိုကာကွယ်ရင်ရှင်သန်နေရတဲ့စစ်သားတယောက်လိုပဲအရာရာကိုကြောက်ရွံ့ပြီးတွန်းထုတ်နေရတယ်။ creative mode ကကြတော့ကိုယ့်ဘဝကိုကိုယ်တိုင်ရေးဆွဲနေတဲ့ပန်းချီစရာတယောက်လိုပဲလိုချင်လာမှန်သမျှကိုဖန်တီးနိုင်စွမ်းရှိတယ်။ဘယ်မိုးနဲ့ရှင်သန်မလဲဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါတယ်။ကဲ theory တွေပြောပြီးပြီဆိုတော့လက်တွေ့ကျင့်သုံးပွဲချင်းရောက်ပြီ။ကိုယ့်ရဲ့စွမ်းရည်တုံခါမှုကိုဘယ်လိုပြောင်းလဲပြီးတန်လိုက်တယောက်လိုစွဲဆောင်နိုင်မလဲဆိုတဲ့အဓိကကျတဲ့နည်းလမ်းတွေကိုကြည့်လိုက်ကြရအောင်။ဒီမှာအဓိကမန်တိုင်ကြီး၄ခုရှိပါတယ်။တရားထိုင်တာကစိတ်ရဲ့စုညံတန်တွေကိုညင်သက်စေတယ်။အာယုံကြော system ကိုထိန်းညှိတာကကိုယ့်ကိုဘေးကင်းလုံခြုံတယ်လို့ခံစားစေတယ်။စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုဖြေလျှော့တာကကိုယ့်ရဲ့စွမ်းအားတွေကိုပိတ်ဆို့ထားတဲ့အတိတ်ကယာတွေကိုရှင်းလင်းပေးတယ်
နောက်ဆုံးအခြေအနေတွေကိုတုံ့ပြန်တတ်ခြင်းကတော့ကိုယ့်ဘဝရဲ့သခင်အဖြစ်ရပ်တည်စေပါတယ် အခုနောက်ဆုံးနဲ့အစွမ်းထက်ဆုံးအချက်ချက်ကတုံ့ပြန်ခြင်းကိုလက်တွေ့ဘဝဇလန်လေးတစ်ခုနဲ့တက်တည်ပြပါမယ်ဒီအချက်ကတကယ်ကိုအရာအလုံးကိုပြောင်းလဲသွားစေနိုင်ပါတယ် ဇလန်ကတော့ဒုလို့စိန်ခုံမှုတစ်ခုနဲ့စတင်ခဲ့ခေါ်တယ်ဘန်ကောင်ထဲမှာဒေါ်လာရှိဟာမရှိနေရဲ့ချင်းဒီတစ်ခုက အဲ့ဒီအခက်အတက်မှာပဲအရန်ကိုအစွမ်းထက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ငါးဘန်အကောင့်ထဲကခဏန်းတွေကငါးစိတ်ကိုထိမ့်ချုပ်ခွင့်မရှိဘူးငါကဘောများကျွယ်ဝါတယ်လို့ခံစားရတဲ့စွမ်းအင်ထဲမှာပဲနေမယ်ဆိုပြီးတော့ပေါ့ဒါဟာအချင်းနေတဲ့တားခေါင်အဖြစ်မနေတော့ပဲကိုယ်စိတ်ရသခင်ဖြစ်ရပ်တည်လိုက်တာပါပဲ ရလက်ကဘယ်လိုဖြစ်လာလဲဒီလားတကယ်ကိုမင်းုံနိုင်စရာပဲဝင်ငွေကအစား90ဟုတ်တယ်အစား90တိတိတိုးလာခဲ့တယ်ဘာကြောင့်လဲအဓိကအကြောင်းရင်းကတော့အပြင်လောကမှာဘာတွေပဲဖြစ်ဖြစ်ကိုယ့်အတွင်းစိတ်ဆိုတဲ့တင်ပေါ်ကိုတည်ငြိမ်အောင်ထိုင်ထားနိုင်ခဲ့လို့ပဲဒါကအတွင်းစိတ်ကအပြင်လောကကိုပုံဖော်နေဆိုတာကိုလက်တွေ့ပြလိုက်တဲ့အကောင်းဆုံးသက်သေတစ်ခုပါပဲ ရေစီးကြောင်းကိုစမ်းတက်ပြီးရုန်းကန်နေရင်ပင်ပန်းပန်းယုံပဲရှိမယ်ဒါပေမဲ့ရေစီးကြောင်းအတိုက်ကိုပေါ်မြုပ်လိုက်တဲ့အခါမှာတော့အေးချမ်းသွားပါတယ်ဘဝမှာကြုံလာရတဲ့အခက်အခဲတွေကိုမတွန်းလှန်ပဲဒါတွေအလုံးကငါ့အတွက်အကောင်းဆုံးဖြစ်လာတာလို့လုံးမဥဆောင်လက်ခံလိုက်ပါအဲ့လိုလက်ခံနိုင်ခြင်းကစိတ်ရဲ့အငြင်းချမ်းဆုံးနဲ့အစွမ်းထက်ဆုံးအခြေအနေကိုရောက်ရှိစေပါတယ် နောက်ဆုံးအနေနဲ့ဒီမေခုံးလေးကိုဆင်ဆက်ဖို့ခြံထားခဲ့ပါစေအခန်းတစ်ခန်းထဲမှာအငြင်သက်ဆုံးလူကအစွမ်းအထက်ဆုံးလူဖြစ်နေနိုင်မလားတကယ်စွမ်းအားဆိုတာအတင်ကလှူရှားယွန်းကန်မှုတွေကနေလာတာမဟုတ်ပဲအတွင်းစိတ်ရဲ့မတုံမလုံနိုင်တဲ့တည်ငြိမ်မှုကနေလာတာဖြစ်နိုင်ပါတယ်